ဆိုတော့တပိုက်ကနေကြိုဆိုလိုက်ပါဆိုတော့ဒီနေ့မှာကျွန်တော်ရွှေကိုဘယ်လိုမျိုးထိခဲ့ရလဲဟုတ်ပြီနော်ဒါလေးကိုကျွန်တော်ပြောပြပေးမယ်အဲ့တော့မပြောခင်မှာကျွန်တော်တခုလောက်ပြောချင်တာလေးတခုရှိပါတယ်အဓိကအားဖြင့်ကျွန်တော် live stream ကျွန်တော်လိမ့်မှုရှိပါတယ် live stream လေးမှာကျွန်တော်ပြောချင်တဲ့စကားလေးရှိတယ်အဲ့ဒါလေးကျွန်တော်မိတ်ဆက်ပေးတာပါဒါထားပါတော့အဓိကပြောချင်တာက live stream မှာကျွန်တော်ပြောမယ့်အရာကဘာလဲဆိုလို့ရှိရင်ကျွန်တော်ကိုယ်တိုင်တွေးကြုံခဲ့တဲ့အကြောင်းအရာတွေပေါ့ဒါလေးနဲ့ပတ်သက်ပြီးပြောမှာမို့လို့ဟုတ်ပြီနော်တို့ကြကျွန်တော် live stream လွှင့်နေ trading နဲ့ပတ်သက်ပြီး live stream လင်းမှာဆိုပြီးတော့တော်ကြတခြားမဟုတ်တဲ့ကောင်ဝါဒီတွေပွားနေပါဆိုပြီးတော့ထင်တော့မှာဆိုလို့ကျွန်တော်နည်းနည်းလေးဝါဒီပွားကြတယ်တကယ်လဲဝါဒီပွားမှာဒါပေမဲ့အဲ့ဒီဝါဒီကခင်ဗျားတို့တခုခုတော့ရအောင်ရရမယ်ဆိုတော့ယုံကြည်ချက်လေးတစ်ခုနဲ့ကျွန်တော်မှအဲ့ယုံကြည်ချက်တစ်ခုတော့ရှိတယ်ခင်ဗျားတို့တခုခုတော့ရအောင်ရရမယ်ဆိုတော့ယုံကြည်ချက်လေးတစ်ခုနဲ့ကျွန်တော်ပြောမှာမို့လို့ဟုတ်ပြီနော်ထားပါတော့အခုကျွန်တော်ဆက်လိုက်မယ်အဲ့တော့လောတဲ့ရွှေကကျွန်တော်ဘာလို့အယောင်းဝယ်လောက်လာလဲကျွန်တော်ဒီမှာကျွန်တော်ရွှေကရောင်းခဲ့နေဒီ point ပဲကျွန်တော်ရတယ်ဒီ point လေးမှာပဲကျွန်တော်နှစ်ကြောင်းပဲရခဲ့ကျွန်တော် channel point တွေမှာကျွန်တော်မရတော့ channel point တွေမှာမရဆိုတော့ကျွန်တော်မမီလိုက်တာလည်းပါတယ်ပေါ့နော်မမီလိုက်တာလည်းပါတယ်ပြီးတော့တိတ်ပြီးတော့ market ကိုတိတ်ပြီးတော့အာယုံမဆိုင်ဖြစ်တာလည်းပါပါတယ်အာယုံမဆိုင်ပြီးတော့ကျွန်တော်ဒီရဲ့ပိုင်းကျမ်းမာရေးကတိတ်အဆင်မပြေကျမ်းမာရေးတိတ်မကောင်းဖြစ်နေအေးရေးတွေပြက်ပြီးတော့ကျမ်းမာရေးကအဆင်မပြေအဲ့တော့ဒါလေးကျွန်တော်ရှင်းပြပါမယ်အဲ့တော့ကျွန်တော်လောဆယ်မှာ market ဖြစ်နေတဲ့ switch မှာကျွန်တော် market ကဒီနာဟုတ်ပြီနော်ဒီနာပဲဖြစ်တဲ့အခါမှာကျွန်တော် market ဒီဘက်က resistance ဒီဘက်ကကျွန်တော် support level လေးရှိမယ်ဟုတ်ပြီsupport level ပုံမှန် trend basic ရကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင်ကျွန်တော် market တွေတနည်းအားဖြင့်ဒီဘက်ကဖြစ်လာတဲ့ resistance ကို market break ဖြစ်လာတယ် resistance ကို break ဖြစ်လာတဲ့အခါမှာ market တွေ new higher high ဖြစ်လာတယ် new higher high ဖြစ်လာတဲ့အခါ market ဘာဖြစ်မလဲဆိုတော့ higher လို့ပြန်ပြီးကြားဘက်ကိုပြန်ရောက်လာ higher လို့ပြန်ပြီးကြားဘက်ကိုပြန်ရောက်လာတဲ့ structure မှာကျွန်တော်တို့က euro သားဆိုတာတကယ်ရှိရှိလေးကျွန်တော်တို့ကတွေးလိုက်လို့ရှိရင် market ဒီ level လောက်ထိပြန်လာမယ်ဆိုကျွန်တော်တွေးလိုက်လို့ရတာပေါ့နော်အဲ့တော့ထားပါတော့ကျွန်တော်ဒီ level လောက်ထိကျွန်တော်တွေးထားလို့ရအဲ့တော့1 hour chat မှာကျွန်တော်ကြည့်ကြည့်အောင်1 hour ချက်မှာဆိုလို့ရှိရင်တော့ market ဒီမှာတက်တော့တာတစ်ဖြောင်းနဲ့ structure ဒီမှာ impact ပြီး correction ဖြစ်တယ်ပြီး impact ဖြစ်တယ်အဲ့တော့လောလောဆယ်မှာဆိုလို့ရှိရင် market ဒီမှာ support level ဒါကတော့ကျွန်တော်အနည်းဆက်ဆုံးဖြစ်တဲ့ support level အဲ့ရနေပြီးတော့ market ဒီ impact ထပ်ပြီးတော့တက်သွားပြီးတော့မှနောက်ထပ်ဘာဖြစ်လဲဆိုလို့ရှိရင်ဒီမှာနောက်ထပ် support level လေးထပ်ဖြစ်နေဟုတ်ပြီနော်နောက်ထပ် support level လေးထပ်ဖြစ်နေတဲ့ structure လေးမှာကျွန်တော်တို့ကဒီမှာကြည့်မယ်ဆိုလို့ရှိရင် market ဒီမှာအဲ့ support level ဒီမှာဖြစ်သွားတယ်ဒီမှာ market ဒီကျွန်တော်တို့က higher high resistance ပြီးလို့ရှိရင်new higher high resistance ဖြစ်လာတယ် new higher resistance higher လို့ပြီးလို့ရှိရင် higher high လို့ higher high ဆိုလို့ရှိရင်သဘောပေါက်သွားတယ်တကောင်ဘာဖြစ်တော့မလဲဆိုတော့ကျွန်တော်သဘောပေါက်သွားတယ်သဘောပေါက်သွားဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီတနည်းအားဖြင့်ဒီလို1 2 pattern စပြီးတော့ဆွဲလိုက်တယ်ဒီလိုပုံစံပေါ့အဲ့တော့1 2 pattern စပြီးတော့ဆွဲလိုက်တဲ့အခါမှာ market ဒီပုံစံတိုင်းကျွန်တော်တို့မြင်ရမယ်ဒီပုံစံကျွန်တော်နည်းနည်းလေး adjust ပြန်လုပ်လိုက်sorry ဒီပုံစံနဲ့ကျွန်တော် adjust ပြန်လုပ်လိုက်မယ်ဟုတ်ပြီနော်အဲ့တော့ market ဒီပုံစံနဲ့မြင်ရမယ်ဒီမှာတော့ကျွန်တော် share လုပ်လေးတွေဖောက်ထွက်တာတော့တွေ့ရတယ်ဒါပေမဲ့အဲ့ဒါ click site ပါကျွန်တော်မလိုပါဘူးဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒီမှာကြည့်မယ်ဆိုလို့ရှိရင် market ကိုကျွန်တော်တို့ဒီမှာကျွန်တော်ဘယ်လိုမျိုးအဝယ်ဘက်ကိုအဝယ်ဘက်ဆိုတော့ကျွန်တော်အရောင်းဘက်ကိုကျွန်တော်ဘယ်လိုမျိုးလိုက်ခဲ့တာလဲပေါ့နော်အဲ့တော့ကြားလေးတခုတော့ရှိတယ်အဲ့တော့ကျွန်တော်ကြည့်ကြည့်အောင်ဒီ structure ဒီတနည်းအားဖြင့်အကြားဘက်ကိုသွားမယ် structure အကြားဘက်ကိုသွားမယ်ဆိုတော့ကျွန်တော်တို့ဒီတက်လာတဲ့ rate တိုင်းကိုထိုးကြမှာတော့ပါမယ်နော်ဒီတက်လာတဲ့ rate တိုင်းကိုထိုးကြမှာတက်လာတဲ့ rate တိုင်းကိုထိုးကြမှာဆိုကျွန်တော်မြင်ပြီးသားအဲ့တော့မြင်ပြီးသားဆိုဒီ structure လေးမှာကျွန်တော်တို့ကဘာလုပ်ရမလဲဆိုလို့ရှိရင် anti price ရှာပါအဲ့တော့ကျွန်တော်တကယ်တမ်းပြောရရင်ကျွန်တော်ဒါကြီးကိုကျွန်တော်တိတ်ပြီးတော့မကြိုက်တော့မဟုတ်ကြိုက်တယ်ဒါပေမဲ့ကျွန်တော်ကမကြိုက်ဘူးဆိုတာဒီ3 dash structure မှာဖြစ်သွားတဲ့ပုံစံကိုမကြိုက်တာအဲ့ရှင်းပြပေးမယ်3 dash structure မှာဖြစ်သွားတဲ့ပုံစံကနည်းနည်းလေးစမ်းနေဒီမှာဆိုလို့ရှိရင် market ကဒီမှာ continuation correction ဒါပေမဲ့အဲ့လိုလေးဖြစ်လာတယ်ကွာအဲ့တော့ကျွန်တော်ကနည်းနည်းလေးတွေးဝေးသွားပြီဒါပေမဲ့တကယ်တမ်းပြန်ကြည့်ရင်တွေးဝေးစရာဘာမှမရှိပါဘူး market ဒီမှာကြည့်လိုက်ကျွန်တော်တို့ဒီဘက်က trend line break ဖြစ်ဟုတ်ပြီနော်ဒီဘက်က trend line လေးကျွန်တော် minor trend လေးဆွဲလိုက်အဲ့တော့ minor trend line ဆိုတာဆွဲသိမ်းတဲ့နေရာရှိတယ်မဆွဲသိမ်းတဲ့နေရာရှိတယ်အဲ့တော့ကျွန်တော်ကဆွဲသိမ်းတဲ့နေရာဒီလိုဆွဲလိုက်တဲ့အခါ market ဒီ trend line ကို market break ဖြစ်တယ်ကျွန်တော်ကြည့်နေသေးတယ် market break ဖြစ်တယ်အဲ့တော့ market ဘာလုံးနိုင်အောင်မလဲပေါ့အဲ့တော့ကျွန်တော်1 minute ကိုထပ်ဆင်းပြီးတော့ကျွန်တော်ဒီမှာတော့အားကောင်းနဲ့ကြာနေ structure လေးမှာကျွန်တော်ဘာလုပ်လဲဆိုလို့ရှိရင် market ဒီတနည်းအားဖြင့်ဒီဘက်က swing high ကနေကျွန်တော် swing low ဒီကျွန်တော်တိုင်းလိုက် swing low ဒီတိုင်းလိုက်တဲ့အခါမှာငါ6.8ကနေကျွန်တော်အစတော့ဝယ်မယ်လို့စဉ်းစားနေတယ်လို့ကျွန်တော်မဝယ်ခြင်းမြန်စိတ်ကလေးနေရဒီကောင်ရဲ့တိတ်လို့မကြိုက်စိတ်ကတွေးနေတယ်ဒီကောင်ကဝယ်ရင်ကောင်းမဝယ်ကောင်းမလားပေါ့နော်ဒါပေမဲ့ဘာဖြစ်လဲဆိုလို့ရှိရင်ဒီ6.8 level ဆိုတဲ့ဒီ zone ကိုသူတက်သွားတဲ့ပုံစံကဘယ်လိုပုံစံနဲ့တက်သွားလဲဆိုလို့ရှိရင်တနည်းအားဖြင့်ပေါ့ဒီပုံစံလေးကထိုးတက်သွားခဲ့တာအဲ့တော့ sorry ဒီပုံစံလေးနဲ့ market ကကျွန်တော်တို့6.8 level ကိုထိုးတက်သွားခဲ့ရဆိုတော့ရတယ်အဲ့လောက်ဆိုရပြီဆိုလို့ရှိရင်ကိုကသိရမလားသိသွားပြီလေကိုဒီကောင်ဘာဖြစ်တော့မလဲဆိုသိသွားဖြစ်တယ်ဒီ6.8 level ကနေပဲကျွန်တော်တန်း
တန်းပြီးပဲကျွန်တော်ရောင်းဘက်ကိုလိုက်ခဲ့ကျွန်တော်6 digit level ကြီးရအောင်ဆော့ဒီပြင်ရောင်းဘက်ကိုကျွန်တော်တန်းလိုက်ကျွန်တော် stop loss ဒီအပေါ်မှာထား3 bit လောက်ကျွန်တော်ထားခဲ့ပေါ့3 bit မဟုတ်ကျွန်တော်2 bit လောက်ပါလားမသိ2 bit နဲ့28မဟုတ်2 bit နဲ့80ကျော်လောက်ထားခဲ့81အေးပေါ့ဒီလောက်ကျွန်တော်နေထားခဲ့တာပေါ့အဲ့တော့ဒီလောက်နေထားခဲ့ပြီးတော့မှကျွန်တော် take profit ပဲထိလိုက်တယ်ခင်ဗျားပြောရုံသွားတော့မဟုတ်ဘူးတကယ်ပြောတော့ခင်ဗျားပြောရင်တော့ရုံသွားတော့မဟုတ်ဘူးဒါပေမဲ့ထားပါကျွန်တော်ကတော့ဒီမှာလက်တွေ့ကျွန်တော်ပြပြီနော်တေချာလေးကြည့်မယ်နော်ခင်ဗျားတို့မျက်လုံးယူပြူးပြီးတော့တေချာလေးအဲ့မှာကြည့်တာဒီမှာ market ဒီမှာ break ဖြစ်တယ် break ဖြစ်တော့ market ဒီ retracement ပြန်လာတဲ့နေရာ1 minute structure အဲ့တော့ retracement ပြန်လာဖြစ်တဲ့အတွက်ကျွန်တော်ဘာဖြစ်လဲဒီ6 digit ဆို level ကနေကျွန်တော်ရောင်းခဲ့တယ်တေချာကြည့်တာနော်မျက်လုံးယူပြူးပြီးတော့တေချာလေးကြည့်တာပြီးတော့မှခင်ဗျားတို့တေချာပလဲဟုတ်ပြီနော်အဲ့တော့ရောင်းခဲ့တဲ့ structure လေးမှာဒီမှာကျွန်တော် stop loss ဘာလို့2 bit မှာထားတာလဲဆိုတော့ market ဒီ6 digit level ဆိုလို့ရှိရင်ရှင်းလေးပဲကျွန်တော်ခွန်ရှင်းချောက်မှာကျွန်တော်ထားခဲ့တာဒါပဲဟုတ်ပြီနော်ဒီမှာကြည့်လိုက်ဒီခွန်ရှင်းချောက်ဆိုတဲ့ဒီမှာ level အနားလေးမှာကျွန်တော်ထားခဲ့တာဒါပဲအဲ့တော့ရှင်းလေးပဲတေချာလေးမျက်လုံးကြီးပြူးပြီးတော့ကြည့်ထားနှစ်ချောင်းဝင်ခဲ့တာလားဆိုတော့နှစ်ချောင်းလောက်ကျွန်တော်ဝင်ခဲ့တာနော်ဒီမှာတစ်ချောင်းရတယ်အဲ့တော့မျက်လုံးကြီးပြူးပြီးတော့တေချာကြည့်ထားနော်ကြည့်ပြီးဆိုလို့ရှိရင်ကျွန်တော်ပြန်ပြမယ်ခု market ဘယ်နေရာထိကျွန်တော်လိုက်ခဲ့လဲဆိုလို့ရှိရင်ဒီဘက်ကဆွဲချဒီရောက်လောက်ထိကျွန်တော်လိုက်ခဲ့တာအဲ့တော့ risk size က1 wish ကိုကျွန်တော်တို့20ဟုတ်ပါဘူး sorry မှားပါလို့ risk size က1 wish 20အောင်ဖြစ်တယ်ကျွန်တော်တို့ဒီအောက်ကဒီမှာကြည့်လိုက်ဒီမှာဒီတက်လာခဲ့တဲ့ rate တိုင်းကျွန်တော်ပြန်တိုင်းပြီးလိုက်ခဲ့ဟုတ်ပြီနော်အဲ့တော့ပြန်ပြမယ်ဒီတက်လာခဲ့ rate တိုင်းကျွန်တော်တိုင်းကြည့်ကြတက်လာခဲ့ rate တိုင်းဒီမှာ price rate ဆိုတာရှိ price rate ဆိုတာကျွန်တော်တိုင်းလိုက်ဒီဘက်က t-shirt တစ်ချက်ဖြစ်တိုင်းပြီးဒီဘက်မှာကျွန်တော်တို့က decision လာချမယ်အဲ့တော့ decision လာချမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင် okayဒီမှာ decision လေးချလိုက်မယ်ဒီမှာဒီပုံစံပေါ့အဲ့တော့ခင်ဗျားတို့ပြောရင်ရှုံတော့မဟုတ်တော့ဟုတ်ပြီတော့ထားပါတော့အဲ့တော့ဒီပုံစံကျွန်တော်လိုက်ခဲ့တယ်ပေါ့နော်ဒီပုံစံလိုက်ခဲ့တဲ့ကမှာ market ဒီလိုမျိုးတက်လာတဲ့ structure လေးဟုတ်ပြီနော်တက်လာတဲ့ structure လေးမှာကျွန်တော်တို့ကဒီမှာကြည့်မယ်ဆိုလို့ရှိရင် market ဒီမှာဒီဘက်ကကျွန်တော်ဒီ structure လေးလည်းကျွန်တော်လိုက်လို့ရတယ်နော်ဒီ structure လေးမှာလည်းကျွန်တော်လိုက်လို့ရတယ်အဲ့ structure မှာပဲကျွန်တော်လိုက်ခဲ့တာပါဒီဘက်တက်လာတဲ့ structure ကြီးကျွန်တော်မလိုက်ခဲ့ဘူးတက်လာဒီ structure လေးပဲကျွန်တော်တစ်မျိုးပဲလိုက်ခဲ့တယ်ဒီတက်လာတဲ့ structure တော့ကျွန်တော်မလိုက်တော့ဘယ်လိုမျိုးသွားလဲဆိုလို့ရှိရင်ကျွန်တော်တေချာလေးကြည့်လိုက်ကျွန်တော်ဒီမှာ5 minute ကိုကျွန်တော်ပြန်သွား5 minute ကိုပြန်သွားတဲ့အခါမှာ market ဒီကျွန်တော်သဘောပေါက်ပြီးသား market ဖြစ်လာတဲ့ပုံစံဒီတနည်းအားဖြင့်ဒီမှာဒီ support level မှာဖောက်ခင်မှာဖြစ်တဲ့ correction pattern မျိုးစားဆိုတော့ကျွန်တော်တို့ကဒီပုံစံတိုင်းကျွန်တော်လိုက်လို့ရတယ်ဟုတ်ပြီနော်ဒီပုံစံမှာကျွန်တော်တို့ကဒီဘက်ကကျွန်တော်အများကြီးမတွေးနဲ့ဒီဘက်က key level နဲ့ကျွန်တော်လိုက်ဒါပဲအဲ့တော့ key level လိုက်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီလောက်ဒီမှာထားကျွန်တော် stop loss ကိုဒီအပေါ်မှာထားမယ်ဒီအပေါ်လေးမှာထားမယ်ကျွန်တော် take profit ကိုဘယ်ထိလိုက်လဲဆိုလို့ချင်းဒါလောက်ထိပဲ round show 5လောက်တော်ပြီအဲ့တော့ပဲကျွန်တော်ဒါဒုတိယတစ်ကြောင်းပေါ့ဒီယာကြီးဒီအကြောင်းကျွန်တော်ဝင်နေသေးမှာပဲကျွန်တော်တကောင်ထပ်လိုက်ခဲ့တော့အဲ့တော့ဒါပါပဲကျွန်တော်ဒီနှစ်ကြောင်းပဲကျွန်တော်လိုက်ခဲ့တာပေါ့နော်ကျွန်တော်အများကြီးတော့ကျွန်တော်သိမလိုက်အဲ့တော့တေချာလေးမျက်လုံးပြူပြီးကြည့်တာနော်တက်လားဒါကခမားတို့ဒီတေချာပိုင်နိုင်ခမားတို့ဖြစ်နိုင်တယ်ပေးရမှာဆိုဟုတ်ပြီနော်တေချာလေးမျက်လုံးပြူပြီးတေချာလေးကြည့်ထားပါနော်ရှေ့မှာလည်းကျွန်တော်အများကြီးထွက်ခဲ့ပြီးပါပြီဟုတ်ပြီနော်ရှေ့မှာလည်းကျွန်တော်စင်းတစ်ကြောင်းကင်ပြခဲ့ပြီးပါပြီအဲ့လိုပြောလို့ကျွန်တော်ဂုံစာကြီးပြောတော့မဟုတ်ခမားတို့အားပေးချင်ရတယ်မပေးချင်လည်းရဒါပေမဲ့အဓိကပြောချင်တာဒီခမားတို့ပညာရက်တက်လား density decision တွေချတဲ့အခါမှာကျွန်တော်တို့ကကိုလည်းထင်ကြီးလို့မရဘူးကိုလည်းထင်ကြီးလို့မရဘူးကိုလည်းထင်သေးလို့မရဘူးကိုကဘာလုပ်နိုင်လဲကိုကအဓိကဒီ structure မှာငါဘာလုပ်နိုင်လဲငါဘယ်လောက်ထိရယူနိုင်လဲဆိုတော့ကိုပြန်ပြီးဟုတ်ပြီနော်အဲ့တော့ရယူနိုင်ဖို့အတွက်ကိုကတေချာ analyze လုပ် information တွေတေချာဖို့လို့ information တွေကျွန်တော်တို့ဒီမှာပထမတစ်ချက်ပြန်ပြောပြမယ်ဒီမှာကြည့်လိုက်ကျွန်တော်တို့ခု1 hour မှာဘာဖြစ်လဲပထမတစ်ချက်ဒီဘက်က resistance ကို break ဒီဘက်က resistance ကို break ဖြစ်တာ lower high resistance break ဖြစ်တဲ့အခါမှာ market နေ new higher high ဆိုလို့ရှိရင် market တေချာပေါ့ higher လို့ပြန်ကြဟုတ်ပြီနော် higher လို့ပြန်ကြမယ်ဆိုပြီးကျွန်တော်တို့ကအခုဖြစ်သွားတဲ့ဒီမှာပြန်တက်သွားတဲ့ market higher high ဆို structure လေးမှာဒီ correction pattern မသိရင်သွားလေးလာအဲ့ pattern ကြောင့်မသိရင်သွားလေးလာရင်တော့ဒါပေမဲ့ဘယ်သူမှတော့ပြောမှာတော့မဟုတ်ဘူးထားလိုက်ပါတော့အဲ့ဒါကြီးကတော့ဘယ်သူမှတော့ပြောမှာတော့မဟုတ်ဘူးအဲ့တော့ကျွန်တော်ဒီ pattern ဒီတနည်းအားဖြင့်ဒီဘက်ကတက်တဲ့က rate တိုင်းကိုကျွန်တော်တို့ပြန်ကြမယ်ဆိုတော့ကျွန်တော်တို့ကိုယ်တိုင်သင်ယူခဲ့ရတဲ့အရာအတွေ့အကြုံတွေရောဆရာသမားတွေရောသင်ယူခဲ့ရတယ်ဒီဘက်ကတက်ခဲ့တဲ့ rate တိုင်းကိုကျွန်တော်ပြန်ကြမယ်ဒီမှာကျွန်တော်ဒီမှာ support level လေးရှိမယ်ကျွန်တော်တိုင်းထားလိုက်တေချာကြည့်နော် support level လေးရှိတယ်အဲ့မှာဒီဘက်တက်ခဲ့တဲ့ rate တိုင်းပြန်ကြအောင်ဒါပဲလေဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ကဒီမှာကြည့်မယ်ဆိုလို့ရှိရင်ဒီမှာ market ဒီဒါလောက်နေတာဖြစ်နေခဲ့ဒါလောက်နေတာဖြစ်နေတဲ့ကမှာ market ကျွန်တော် risk size က1.36ဒါပဲဟုတ်ပြီလားဒါပဲလေ risk size က1.36အဲ့တော့ဝင်ခဲ့တဲ့ဒီမှာကျွန်တော် entry ဝင်ခဲ့တဲ့ပုံစံကိုလည်းပြန်ရှင်းပြမယ် market ဒီပဲရောက်သွား3 dash ဆွဲချောင်းရောက်တာဟုတ်ပြီ3 dash ဆွဲချောင်းရောက်မယ်5 minute testing 5 minute testing တဲ့အခါမှာကျွန်တော်တို့ဒီမှာကြည့်လိုက်
ဒီမှာဖြစ်နေတဲ့ switch ကရှင်းရှင်းလေးပဲလေ market ဒီ D3 တက် switch မှာဖြစ်လေဖြစ်တာရှိတတ်တယ် correction အမျိုးအစားဘာတွေဖြစ်တတ်တယ်ဆိုလို့ရှိရင် reversal ဖြစ်များအဲ့ reversal ကိုခင်ဗျားတို့ကောင်းကောင်းနားလဲခင်ဗျားတို့ဒီဟာအလွယ်လေးရဒီဟာမှာပြောတော့ခင်ဗျားတို့ခုမှ beginner စလုပ်မယ်ဆိုလို့ရှိရင်တော့ခင်ဗျားတို့ wit sign 1 show file လောက်ကတော့အလွယ်လေးရတယ်ဒါတွေခင်ဗျားတို့ဒီ reversal pattern တွေကောင်းကောင်းနားလဲရတယ်ဟုတ်ပြီနော်ဒါကအခုကျွန်တော်လုပ်ပြသွားတယ်ကျွန်တော်တော်နေလို့မဟုတ်ဘူးကျွန်တော်ကပုံမှန်တိုင်းပဲလေကျွန်တော် plan နဲ့လုပ်တာ plan နဲ့လုပ်တာဖြစ်တော့တာတနည်း plan ဆိုတာထပ်ပါတော့ကျွန်တော်အခုရန်ကြီး market ကိုကျွန်တော်ဒီရက်ပိုင်းကျွန်တော်တိတ်ပြီးတော့မကြည့်ချင်ဘူး market ကိုမကြည့်ချင်တော့ကျွန်တော်တစ်ခါလေးကောက်ယူလိုက်တယ်အဲ့တိုင်းယူလိုက်တယ်ကျွန်တော်ပုံမှန်ဆိုလို့ရှိရင်ဒီကြည့်မှဒီမှာပုံမှန်ဆိုလို့ရှိရင်ကျွန်တော်ဒေါ်လာလောက်ပဲယူမယ်ဒေါ်လာလောက်ပဲယူပြီးတော့ကျွန်တော်ဒီမှာကျသွားပြီနောက်ထပ် information ထပ်ဆောက်ပြီးကျွန်တော်ထပ်ပြီးရောင်းမယ်အဲ့လိုမျိုးလုပ်လို့ရတယ်ဒါပေမဲ့ကျွန်တော်အဲ့လိုမလုပ်တော့ဘူးကျွန်တော်အဲ့လိုကြီးထပ်ပြီးတော့ market ကိုအချိန်မကြည့်ချင်ဘူးပေါ့နော်အချိန်ပြေကြီးကျွန်တော်မကြည့်ချင်တော့ကျွန်တော်ဘာဖြစ်လဲဆိုတော့ရှင်းရှင်းလေးပဲလေကျွန်တော် market ကျသွားနိုင်နေရှိတာလေအဲ့ဒီ level ကိုကျသွားနိုင်ရှိတာဖြစ်တဲ့အတွက်အဲ့ဒီ level လောက်ထိကိုကျွန်တော်ယူခဲ့တယ်ဒါပါပဲဒါကျွန်တော်စိတ်ချင်နေတာပဲအဲ့တော့နောက်ထပ်တစ်ကြောင်းကလည်း market ဒီမှာကြည့်လိုက် market ဖြစ်နေတဲ့ level ဒီဘက် support ကိုမဖောက်ခင်ဆက်ဆက်မှာဖြစ်လာတတ်တယ်ဒါပေကဒီလိုယူတတ်ဖို့ဆိုတာလေကျွန်တော်ပြောတာအများကြီးအကျင့်ချင်းအကောက်တွေအများကြီးပေးဆက်ခဲ့ပြီးမှကျွန်တော်ရလာအရာအားလုံးကခင်ဗျားတို့ကျွန်တော်ပြောချင်တာလွယ်လွယ်နဲ့ရတဲ့ရတယ်မဟုတ်ဘူးလူတွေတော်တော်များများသိတယ်မလားကျွန်တော်တို့တောင်ကုန်းလေးတစ်ခုလှမ်းကြည့်လိုက်လူတယောက်မတက်ရက်ပြီးတော့အော်လူသိရမလားအဲ့တောင်ပေါ်မှာလူတယောက်တွေ့တယ်အဲ့တောင်ပေါ်မှာလူတယောက်တွေ့ပြီးတော့တောင်ပေါ်ကနေအဲ့လူကလမ်းပြောနေဟဲ့အောင်နေငါအမြင့်ဆုံးရောက်ပြီးကွာအဲ့လိုဖြစ်လမ်းပြောတဲ့ခါမှာအောက်ကလူတွေကဘာဖြစ်လဲဆိုတော့ဒီကောင်တက်သွားလွယ်လွယ်လေးပါဒီတောင်ကဘာဖြစ်မှာမလို့လဲတကယ်နောက်ွယ်မှာကျတော့အဲ့တောင်ကစူးတွေနဲ့ပြည့်နေတယ်အဲ့စူးတွေနဲ့ပြည့်နေတော့အဲ့ကောင်တက်သွားတဲ့ကောင်ခြေထောက်တွေကိုရုံးမနေရုံးကန်ပြီးတက်သွားတယ်သိရမလားအများဆုံး risk တွေအများကြီးယူရတယ်ဆိုတော့ပုံစံပေါ့ဟုတ်ပြီလဲကြတယ်ပြန်ထတယ်လိုမျိုးသိရမလားနာကျင်မှုတွေနဲ့များစွာနဲ့သူတို့ပြန်တက်သွားတဲ့အခါမှာတကယ်အဲ့စူးတွေကဒီတောင်ဘက်ကဒီဘက်မှာကွယ်ထားတယ်ပေါ့ထားပါတော့အဲ့စူးတွေကိုကျတော့တောင်နဲ့ဒီအောက်ကကြီးနေတဲ့ကောင်တွေကျတော့အဲ့စူးတွေကိုမမြင်ရဘူးကွာတောင်ဘက်နဲ့ကွယ်ထားတယ်သိရမလားဘက်ကွယ်ထားတာပေါ့သိရနော်အဲ့တော့တောင်ထိပ်ကိုရောက်သွားတဲ့ကောင်ကျတော့အဲ့တောင်ထိပ်ကလည်းငါသားကြီးတို့ရောက်ငါဒီမှာအမေတို့ငါရောက်ခဲ့ပြီတောင်ထိပ်ရောက်ခဲ့ပြီအဲ့လိုမျိုးရှိတယ်အဲ့တော့တောင်အောက်ကကောင်ကတော့တောင်ထိပ်ကကောင်လှမ်းပြီးတော့ဟာမေးတက်သွားလွဲပါတယ်ကွာဆိုပြီးပြောမှာပဲဘာလို့လဲဆိုတော့ရှင်းရှင်းလေးပဲလေသူတို့တကူတိုင်းမတက်ဘူးလို့ဒါပဲသူတို့ကိုယ်တိုင်မလုံနိုင်လို့လွယ်မှာပဲလွယ်ပါတယ်တကယ်သူတို့လှုပ်ခိုင်းကြည့်လိုက်တကယ်မင်းလှုပ်ကြည့်ရတော့မင်းလှုပ်ကြည့်ဟာမင်းလာလိမ့်မယ်နော်စင်ကြီးလာလိမ့်မယ်တကယ်အခု trading ကထားပါတော့ကျွန်တော်ဒီမှာဒီလိုလုပ်တတ်နိုင်တယ်အားကျွန်တော်တခုကထားပါတော့ကျွန်တော်ခုမှ risk size 36ကဲအဲ့ဒါကြီးထားလိုက် risk size 1 show ရှေ့ကကျွန်တော်ယူခဲ့တယ်1 show 54ကျွန်တော်ယူပြလိုက်ပြီကဲယူပြလိုက်ပြီဟာမင်းတချို့ကတော့ထင်းလိုက်ပါမင်းဖြစ်နိုင်တာမဖြစ်နိုင်ဘူးလားမဖြစ်နိုင်ဒါပေမဲ့တချို့ကတော့မင်းလွယ်ပါတယ်အဲ့လိုမျိုးလာလိမ့်အချို့ကတော့သိရမလားမင်းမဖြစ်တကယ်လည်းမဖြစ်နိုင်မင်းနဲ့ကျွန်တော်ပြောတာမဖြစ်နိုင်ဘူးဆိုတာမဖြစ်နိုင်ဆိုတော့သိကြတယ်ဒါပေမဲ့ကျွန်တော်ကအဓိကအဲ့မဖြစ်နိုင်ဘူးဆိုတဲ့အရာတွေကျွန်တော်ဖြစ်နိုင်တာမဖြစ်အဲ့ဖြစ်နိုင်တာမဖြစ်နိုင်တာကျွန်တော်ထိုင်တွေးနေလို့ရှိရင်ကျွန်တော်ဒါရလာမှာမဟုတ်ဘူးကျွန်တော်လိုချင်တာဒါရချင်တယ်ဟုတ်ပြီနော်ဒီလိုမျိုး risk size ကကျွန်တော်ရဲ့ပထမ plan ဒီလိုမျိုး risk size ကကောင်းကောင်းနဲ့ကျွန်တော် risk ကို short ပြီးကျွန်တော်သွားခြင်းတယ်ဒီလိုမျိုးသွားခြင်းတယ်ဘာလို့သွားနေဆိုကျွန်တော်ကအခုကပြပြမယ်ဒါလေးတခုဒါကြီးနဲ့ပတ်သက်ပြီးကျွန်တော်နည်းနည်းလေးဗီဒီယိုလေးကိုနည်းနည်းရှင်းမယ်ကိုချိုင်းပြောရင်ဝါဒီလေးပဲပွားတယ်ပေါ့ဒါပေမဲ့ခင်ဗျားတို့တင်ယူစရာလေးတွေတခုရှိလိမ့်မယ်အဲ့တော့အဲ့ဒါလေးတခြားလေးနားထောင်ဘာလဲဆိုလို့ရှိရင်ကျွန်တော်အခုကဘာလဲဆိုလို့ရှိရင်ကျွန်တော်ဒီ trading ကိုစလေ့လာတဲ့အခါမှာကျွန်တော်ပထမဆုံးကျွန်တော်လေ့လာတာက2နှစ်လောက်ရှိပြီပေါ့နော်2နှစ်လောက်ရှိတဲ့အခါမှာကျွန်တော်2နှစ်လုံးကြောင်ပြောင်းတယ်2နှစ်လုံးကြောင်ပြောက်ခဲ့အကြောင်ပြောက်နေတဲ့အခါမှာဘာဖြစ်လဲဆိုတော့ဆရာမြင်တော့နဲ့တော့တွေ့တယ်ဆရာမြင်တော့တော့တွေ့ရောဆရာမြင်တော့သူ့ရဲ့ trend နေ support resistance နေကျွန်တော်တို့အလုပ်ဖြစ်တယ်အလုပ်ဖြစ်တော့ကျွန်တော်ဘာဖြစ်လဲ trend နေ support resistance ကိုပြန်ဆွဲတယ်ကျွန်တော်ရှေ့မှာ2နှစ်လုံးကြောင်ပြောက်ခဲ့တဲ့အရာတွေကကျွန်တော်ဘာဖြစ်လဲဆိုလို့ရှိရင်ဘာလုပ်ခဲ့လဲဆိုလို့ရှိရင် strategy တွေပေါင်းစုံလိုက်တင်တာSMG ကောင်းတော့ price action ကောင်းတော့သိရမလားတကယ်တမ်းကျွန်တော်ဆရာမန်တို့နဲ့တွေ့တော့မှသိကြပြီငါအဲ့ဒါတခုလဲကိုကပါသေးတယ်နောက်တစ်ခုကြောက်ပါလဲဆိုလို့ရှိရင်ကိုကသိရမလားအစာပိုင်းကျွန်တော်ရွှေထိတ်တာပေါ့နော်ရွှေထိတ်တော့ဘာဖြစ်လဲဆိုကျွန်တော်ကောက်ထည့်ပြီးထိတ်လိုက်တယ်ရှုံးတယ်အကောက်ပါပြုတ်တယ်အကောက်ပြုတ်တော့ဘာဖြစ်လဲဆိုတော့ဟာဟေ့မင်းရွှေမထိတ်နဲ့ကျွန်တော်လာပြောတယ်ပေါ့နော်ကျွန်တော်ဒီဘက်ကသိတယ်ဒါမင်းရွှေမထိတ်နဲ့မင်း Bitcoin trade Bitcoin အဆင်ပြေတာဆိုပြီးတော့ Bitcoin ပဲကျွန်တော်လှည့်လိုက်တယ်ဘိုင်းနဲ့အကောက်တွေလည်းဖွင့်ရဘိုင်းနဲ့အကောက်တွေလည်းဖွင့်ရအောင်ပဲဘာညာနဲ့ဆိုတော့ကျွန်တော်မလုပ်ချင်တော့အဲ့မှာကျွန်တော်စိတ်ကပြောင်းသွားပြန်ဒါပေမဲ့ Bitcoin ကတော့ကျွန်တော်လုပ်ချင်တယ် Bitcoin လုပ်ချင်တယ် Bitcoin လေးလုပ်မစိုးဘူးပေါ့နော် Bitcoin တွေ coin တွေဝယ်စုဘာဖြစ်လဲညာဖြစ်တယ်အဲ့လိုခါကျလုံးရှင်ပြောင်းတချို့ကလည်းလာပြောင်းနောက်တစ်ခုကလာပြောင်း Bitcoin မလုံးနဲ့ currency pair လေးတွေကငြိမ့်နေ currency pair လေးလိုက်လို့currency pair တွေပြန်ကြည့်ပြန်ရောအဲ့တော့ဘာဖြစ်လဲဆိုတော့ဟိုရောက်လိုက်ဒီရောက်လိုက်ဟိုရောက်လိုက်ဒီရောက်လိုက်နဲ့ကိုကတဖြည်းဖြည်းနဲ့လမ်းကပြောက်လာအဲ့တော့လမ်းကတဖြည်းဖြည်းနဲ့ပြောက်လာတော့ဘာဖြစ်လဲဆိုတော့စပြီးတော့ကျွန်တော်ဘာမှတင်ယူခဲ့တာမရှိဘူးဘာ risk မှလည်းမရှိဘူးဘာတင်ယူခဲ့တာမှလည်းကျွန်တော်မရှိဘူးကျွန်တော်အမှန်ကန်ကြီးကျွန်တော်ကျုံးနေအမှန်ကန်ကျွန်တော်လေးလာနေကျွန်တော်အမှန်ကန်ကြီးကတည်းကမလားငါ
ကျွန်တော်စတော့ကျွန်တော်ထင်တာပေါ့သိရမလားဒီ trading ကိုငါကြောင်းရုံးမယ်ငါလိုချင်တဲ့ပတ်စံတွေရမှာပေါ့ကျွန်တော်စတော့ကျွန်တော် trading ကိုလာတော့ကျွန်တော်ထင်တာဒီ trading ကပတ်စံရလွယ်တာလားပေါ့နော်ပတ်စံရလွယ်တယ်ငွေဖြစ်လွယ်တယ်ပေါ့ကွက်ထင်သွားပြီးတော့ကျွန်တော်ဝင်လာတော့တကယ်လောက်ကတော့ဘာလဲဆိုတော့နေမိတ်ညမိတ်လုံနေရအဲ့ဒါကြီးနေမိတ်ညမိတ်ကျွန်တော်ထိုင်ကြည့်နေရဘာလို့ထိုင်ကြည့်နေရလဲဆိုတော့ကျွန်တော်ဝင်ချင်းမှာကျွန်တော်အကောက်ဖွင့်လိုက်တယ်ရှုံးသွားတယ်ရှုံးသွားတော့သိရမလားလိန်မာသွားတော့သိရမလားဒါပေမဲ့ကျွန်တော်ရှုံးမပေးချင်ရှုံးပေးချင်ဆိုတာရှင်းရှင်းလေးပဲလေကျွန်တော်ရှုံးမပေးလို့လည်းမရဘူးလေကျွန်တော်ရှုံးပေးလို့မှမရတော့ကျွန်တော်ရှုံးပေးလိုက်ပြီဆိုလို့ရှိရင်အဲ့ပတ်စံတွေဘယ်သူပြန်ရှာမှာလို့ဒီရှုံးသွားတဲ့ပတ်စံဆိုတာများတော့ပြင်နေတော့မဟုတ်တော့အဲ့တော့အဲ့ပတ်စံတွေဘယ်လိုပြန်ရှာမှာလို့အဲ့တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်ပြန်ရုံးရမယ်လေအဲ့ဒါကိုရအောင်ပြန်ရှာရမယ်ဆိုအသီးစိတ်လေးတစ်ခုရင်းနဲ့နေနေညမယ်အဲ့ဒါကြီးထိုင်ကြည့်တယ်ဘာမှမလုပ်အတိုင်းထိုင်ကြည့်ကန်နယ်ဒီတက်ကြဖြစ်တာဒါအောင်ဘလူတက်သွားတယ်ဒီကောင်ဘလူကျသွားတယ်ဒါပေမဲ့ဘာရလဲဆိုတော့ဘာမှမရပြန်အချိန်ဖြုံရပဲပတ်တယ်နေမိတ်ညမိတ်နဲ့လှုပ်နေကိုအမှန်ကန်ကျုံးနေပေါ့မသိကိုအမှန်ကန်ကျုံးနေပေါ့ကိုအမှန်ကန်လှုပ်နေပေါ့တကယ်လည်းအမှန်ကန်လှုပ်နေပေါ့ကိုစောက်တလွဲလှုပ်သိရမလားအဲ့လိုဖြစ်တော့အချိန်တစ်ခုရောက်လာတော့ဆီယာမြင်တို့နဲ့တွေ့တယ်ဆီယာမြင်တို့နဲ့တွေ့တော့ဆီယာမြင်တို့က trial basic structure လေးကျွန်တော်စပြီးတော့ဆွဲတယ်လေ့ကျင့်တယ်ထိုင်လုပ်တယ်ကျွန်တော်ဘယ်ဗီဒီယိုမှကျွန်တော်မသွားတော့ကျွန်တော်စတော့ကျွန်တော်အကုန်လုံး live ဖက်လေ့လာစောက်ဆိုစောက်ဖက်training စောက်ဖက်ပဲပို့ပြီးတော့သိပြီလားစောက်တွေ live ဖက်တယ်စောက်တွေ live ဖက်ဝယ်မလို့ကျွန်တော်ဝယ်တော့မဝယ်ဘူးပေါ့နော်သိရမလား PDF file လိုက် down တယ်အဲ့တော့PDF file လေးလိုက် down တယ်ကျွန်တော်အလကားလို့ကျွန်တော်ဘာဖြစ်လဲဆိုတော့သိရမလားPDF file free ရမယ့်ဟာတွေပဲကျွန်တော်လိုချင်တာ free ပဲလိုက်ရှာအမြဲတမ်းနောက်ပြီးသင်တန်းဆိုတော့ free ပဲလိုက်ရှာ free ပဲတက်ရှင် free တက်ရှင် free သွားတက်တယ်ဒါပဲသင်တယ်ဘာမှမသိဘူးပြဘာသင်လဲဆိုတော့မင်းတို့ခု trading forex trading လုပ်ပြီး trend line ဆွဲပြီး support resistance ဒါပြီးလို့ရှိရင် indicator ဘာညာ quick indicator လေး2ခု3ခုသင်လိုက်ပြီးသွားဘယ်နေရာမှာဘယ်လိုမျိုး market တွေဘယ်လိုမျိုးလှုပ်ရှားတယ်လဲဘယ်နေရာမှာ market ဘာဖြစ်တယ်ဆိုတော့ဘာတစ်ခုမှမပြောပြနောက်ပြီးတော့ trading မှာရေးကြီးသွားဆို button sale ဆိုတော့ကျွန်တော်အဲ့တော့ဘာမှမသိဘူး button sale ဆိုတော့ကျွန်တော်မသိ strategy တွေတော့မှပဲကျွန်တော်သိပြီးတော့အဲ့ strategy ဆိုတဲ့စကားလုံးတော့ကျွန်တော်နားမလဲတကယ်ပြောတော့ strategy ဆိုတဲ့စကားလုံးတော့ကျွန်တော်နားမလဲ trend line တော့ကျွန်တော်မှန်အောင်မဆွဲတော့လုံးဝနှစ်နေလုံးကျွန်တော်ကြောင်းပြောင်းအဲ့တော့နောက်ပိုင်းကျတော့ဆရာမြန်တော့တွေ့တယ်ပေါ့နော်အဲ့တော့ဆွဲတယ်လုပ်တယ်သူ့ဗီဒီယိုပဲကျွန်တော် only ကြည့်တော့ကျွန်တော်ဘဲမှတော့မသွားတော့ဘူးလေကျွန်တော်ဟိုဆရာမျိုးကြီးဆိုင်လို့ရှိတယ်ဝမ်ပူပဲလို့ရှိတယ်အများကြီးပဲဗီဒီယို YouTube မှာလေ့လာလို့ရအများကြီးပဲရှိတယ်အများကြီးပဲတောက်လျှောက်ကျွန်တော်အဲ့ဗီဒီယိုကျွန်တော်တခုမှမကြည့်တော့ကျွန်တော်ဆရာမြန်တော့မှရွေးချယ်ခဲ့အဲ့လိုဗီဒီယိုမကြည့်ဆိုတော့မကြိုက်လို့မှမဟုတ်ဘူးကွာသိမလားဒါပေမဲ့ကျွန်တော်ကရွေးချယ်ခဲ့တာကျွန်တော်စိတ်ပြီးဒီဟာနဲ့အလုပ်ဖြစ်တယ်ဆိုဒီဟာနဲ့ပဲကျွန်တော်ရွေးချယ်လိုက်တော့အဲ့တော့ဆရာမြန်တော့ဗီဒီယိုပဲကျွန်တော်အများနဲ့ကြည့်ရသူ့ရဲ့ဗီဒီယိုထဲမှာတော့ကျွန်တော်ကြည့်တာဆိုလို့အများကြီးလည်းကျွန်တော်မjigသူ့ရဲ့ဗီဒီယိုထဲမှာကျွန်တော် try live ဘယ်လိုဆွဲရလဲ try နေဘယ်လိုဆွဲရလဲအဲ့ဒါနေစပြီးတော့ကျွန်တော်တဖြည်းဖြည်းနဲ့သူ့ဗီဒီယိုတွေတဖြည်းဖြည်းနဲ့ကြည့်တာများလာပြီးတော့ဘာဖြစ်လဲဆိုတော့ဟိုသူ့ဗီဒီယိုရဲ့အစာပိုင်းတွေဒီမှာကြည့်လာတော့ကျွန်တော်တဖြည်းဖြည်းနဲ့ line map တော့ဘယ်လို line map လဲဆိုတော့ကျွန်တော်ကဘာလုပ်လဲဆိုလို့ရှိရင်ဘယ်လိုပြောမလဲသူပြောတဲ့ပုံစံတိုင်းကိုလိုက်ပြောကြည့်တာပေါ့တဲယူတယ်လို့ပြောတာဒါလေးကသူပြောတဲ့ပုံစံတိုင်းနဲ့ကိုလိုက်ပြောကြည့်တာကိုကသူဘာပြောလဲညာပြောလဲပေါ့နော်အဲ့ဒါလေးကိုလိုက်ပြောကြည့်တာအဲ့ဒါနေပြီးတော့တဖြည်းဖြည်းနဲ့ပြောင်းလဲလာတာပါပဲဒါကတော့ကျွန်တော် live stream မှာပြောပါမယ်ထားပါတော့ live stream မှာကျွန်တော်အကုန်လုံးပြည့်စုံပြောပြပေးမယ်အချိန်ကြီးကြာသွားလိမ့်မယ်အဲ့တော့အခုပြောချင်တာကကျွန်တော် de-risk ကိုဘယ်လိုရလဲဆိုတော့ကျွန်တော်ချက်ပြန်ဆက်လိုက်မယ်ဒီဟာလေးပြန်ရအဲ့တော့ကျွန်တော်အခုက trading လုပ်တယ်အဲ့ trend တွေဆွဲတယ်ပေါ့နော် trend တွေဆွဲတယ်အဆီယမ်မြန်တို့ကပြောတဲ့ရှိတဲ့ဟာလေးတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့မင်းတို့စသပိုင်းမှာ risk short လို့မရဘူးစသပိုင်းမှာ risk သွားမ short နဲ့ဆိုတော့ကျွန်တော်ဘာဖြစ်လဲဆိုခေါင်းမှာ risk short ဟုတ်တယ်ပဲစိတ်ဝင်စားတယ် risk short ခြင်းက risk short ခြင်းတော့ဘာဖြစ်လဲဆိုတော့အစပိုင်းမှာဘာဖြစ်လဲဆိုတော့ demo လေးနဲ့ကျွန်တော်ဖွင့်တယ်သူပြောတဲ့ plan လေးနဲ့ကျွန်တော်လုပ်ကြည့်တောက်လျှောက်ကိုနီးနေတယ်လုံးဝတောက်လျှောက်ကိုနီးနေတယ်အပြာဆိုတော့ကျွန်တော်သိလို့မသိတော့အပြာရဆိုတော့ဘာမှမသိတော့လုံးဝတောက်လျှောက်ကိုနီးနေတယ်ဘာလို့လဲဆိုတော့ကျွန်တော် risk တွေစောင်းရ short တာလေသိလား risk တွေစောင်းရ short ပြီးကျွန်တော် trade တယ်တကယ်လည်းကို risk မ short ပဲနဲ့ကို CM တို့ကပြောတာ trial basis နဲ့ကျွန်တော် trade သွားရင်တေချာလေးကျွန်တော်အဲ့မှာ profit ကရတယ်ဒါပေမဲ့ကျွန်တော် risk ပြီး short ပြီး trade အဲ့တိုင်းတောက်လျှောက်ကြီး trade ရှုံးနေထပ် trade ခံအောင်ဟာထပ် trade တယ်ကိုစိတ်ကကိုပြောတာခံအောင်ဟာအဲ့လိုမျိုးပြောတယ်ထပ် trade တယ်အဲ့ဒါတဖြည်းဖြည်းနဲ့ဒါကစောက်ကျင့်ပါလာပြီးဒီလိုမျိုးရလဲလို့ပဲပြောအောင်ပေါ့အဓိကကကျွန်တော်ဒီ risk ရတယ်ဆိုတော့ကျွန်တော်တော်နေလို့မဟုတ်ဘူးခင်ဗျားတို့အမြင်မှားလိမ့်မယ်တော်နေလို့မဟုတ်ဘူးကျွန်တော်စောက်ကျင့်ပါနေအဲ့ risk ကိုအဲ့လောက်ပဲကျွန်တော်ယူတတ်တာကကျွန်တော်စောက်ကျင့်ပါနေလို့အဲ့လိုပဲမှတ်ထားလိုက်ဟုတ်ပြီနော်တကယ်လည်းဟုတ်ပါတယ်စောက်ကျင့်ပါနေတယ်ကျွန်တော် risk ကိုဒီလိုမျိုးချော့နည်းနည်းလေးနဲ့ကျွန်တော်ယူတတ်တာအနည်းအားဖြင့်ကျွန်တော်5 bit လေးနဲ့ကြော်လိုက်ဆိုစိတ်ကဘလို့ဖြစ်လာလဲဆိုတော့တိတ်ပြီးမကြိုက်တော့ဒီဆွဲကိုမလုပ်ချင်တော့ဘူးကွာသိရမလားကျွန်တော်ယူရမယ့် risk က5 bit လေးနဲ့ကြော်လာပြီး6 bit 5 bit 6 bit အနည်းဆုံးကွာ10 bit လောက်ကြော်လာပြီးဆိုလို့ရှိရင်မယူချင်တော့စိတ်ကမထွက်ချင်တော့ကျွန်တော်ဒီလိုမျိုး risk တွေဆိုစောင့်ရမ်းထွက်ချင်တာအဲ့လိုမျိုး2 bit တို့1 bit တို့အဲ့လိုယူရတဲ့ risk တွေဆိုစောင့်ရမ်းထွက်ချင်တာလက်ကအားပါကွာရှုံးနေဖြစ်စေမျက်တီဖြစ်စေစိတ်ဝင်လာတော့ကိုယ် trade ပလိုက်တယ်အဲ့လိုခါကျတော့တော်များပြောကြအောင် emotional နဲ့ emotional cycle တွေပါတာလားပေါ့နော်ကျွန်တော် emotional cycle တွေပါတာမဟုတ်ပါဘူးအဓိကကဘာလဲဆိုလို့ရှိရင်ကိုက plan နဲ့လုပ်နေတာဖြစ်တယ်တော့ဒီ plan ဒီ risk ကိုပေးနိုင်တာဖြစ်တော့ကိုပေးလိုက်တယ်ဒါပဲ
ဟုတ်တယ်နော် emotional psycho တွေဆိုတာအဓိကကျွန်တော်က psycho တွေဆိုတာကျွန်တော်ဒီဟာနဲ့ပတ်သက်ပြီးတော့လုံလောက်တဲ့ training လုံလောက်တဲ့နာကျင်မှုတွေလုံလောက်တဲ့ပေးဆက်မှုတွေအများကြီးရှိခဲ့တာဖြစ်တော့ကျွန်တော်မှ psycho ဆိုလဲဖြစ်ရင်လည်းကျွန်တော်လည်းဟိုရှုံးနေကျွန်တော်ကသိရမှာလားခံရင်လည်းဘာဖြစ်လဲဆိုတော့ဟိုခံရမှာများလာတော့ထုံနေပြီကွာလူကသိရမှာလားအဲ့လိုမျိုးပေါ့ထားပါတော့အဲ့တော့ကျွန်တော်ဒီပုံစံကိုရတယ်ဆိုတာကစောင့်ကြည့်ပါနေလို့ပါဒါပဲကျွန်တော်ထွေးလိုက်ပါဟုတ်ပြီနော်အဲ့တော့ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲနည်းနည်းလေးစကားပြောများသွားဟုတ်ပြီနော်အဲ့တော့ဘဘိုင်မှာကျွန်တော်တို့ live stream လေးမှာစုံမယ်အဲ့တော့နောက်တဲ့ဗီဒီယို live stream လွှင့်ပြီးနေကျွန်တော်နောက်တဲ့ဗီဒီယိုလေးတင်ဖို့ရှိမယ် subscribe နဲ့ live share like subscribe လေးလုပ်ပြီးတော့ကြပါဟုတ်ပြီနော်အဲ့ဒါလေးတခုတော့တောင်းဆိုခြင်းပါတယ်အဲ့တော့ဘဘိုင်မှာနောက်ကကျွန်တော်ပြန်ဆုံကြပါဗီဒီယိုလည်းပိတ်လို့မရ